မင်းတို့မျိုးသားလောက်တော့ပုံစံကစောက်ထောင်ကြအဲ့လောက်နဲ့တက်မလာနဲ့အตาလေးတောက်ခါကြမင်းတို့ကောင်မျိုးလောက်ကတော့ပေးလိုက်မယ်ရောက်တရားမကငါစီးတာကြက်ပေါင်ဖနက်ဟောချတဲ့ကြမ်းခံတယ်မင်းတို့မျိုးသူတွေထက်ရွာကစာအုပ်နန်းဆန်တယ်ဘောပေါက်လာကြိုက်တဲ့နေရာရှင်းရှင်းပေးမယ်တော်လေးသိမ့်တယ်လို့ပြောလိုက်မယ်ပြင်းတော့ပြင်းသေးတယ်အသားကမဲ့ခွားကကျဲဘူးကပြောင်းဘူးကချောင်းအဲ့တော့မင်းတို့ကောင်မျိုးကိုကြိုက်မှာမဟုတ်ဘူးလမ်းဘေးကယူမတော့ရိုးပေါ်တက်စိုးစိုးလေးနဲ့တွားလာရင်မျက်စိနောက်တယ်ကိုရကိုပြန်တွားလာစင်းရွာမှာမင်းသားနေရတာကတော့ပြင်းရတဲ့ပြီးငါတို့မျိုးမှာဆိုရင်ပြရမော်ပြီးဂျေဆန်နေပြီတော့မောတောင်းမဲ့ပြီးသွားကြပဲမဲ့မင်းသက်စော်ကြီးတဲ့တော်သားတွေကမျိုးသားတွေချက်ပို့ပြီးတော့တော်ကြီးကျွဲမင်းရဲ့ပုံစံကငါအတွက်တော့ထင်လောက်ထောင်ကြစားရှိရင်တော်ရက်ကိုဒီနေရာမှာရှင်းတော့မှလားမင်းကတက်တူးနဲ့ဆိုတော့မျက်နှာယူပဲမှန်တိုင်းပြောရရင်မင်းစော်လဲငါဖတ်ဖူးတယ်ဒီလိုပြောလိုက်လို့မထွက်နဲ့ဒေါသလဲငါကမစ်ချက်ပို့ပြီးတော့စကားကြွယ်လဲတော်သားပဲ